အဲ့ဒါမိဘရဲ့ပုံမှာသားသမီးကဘလောက်ပဲဆိုးဆိုးဘလောက်ပဲအနွယ်ဆိုးဆိုးဆိုးနော်အဲ့ဒါမိဘကအဲ့သားသမီးပုံမှာမေတ္တာပြတ်တယ်ဆိုတာမရှိဘူးလို့နော်ဒီလိုဆိုလိုတဲ့အဓိပ္ပာယ်ဘာလို့မိဘနှစ်ပါးဟာကျေးဇူးများတာတုံးကျေးဇူးကြီးတာတုံးလို့တစ်ဆင့်တက်စဉ်းစားမယ်ဆိုလို့ရှိရင်ရိုးရိုးစင်းစင်းလွယ်လွယ်လေးပဲစဉ်းစားနော်တိတ်ခက်ခက်စဉ်းစားမနေနဲ့အခုတော့ငါတို့လူဘဝရောက်လာတာဘုရုရဲ့ကျေးဇူးတုံးနော်မိဘမရှိဘဲနဲ့လောကမှာမွေးဖွားတဲ့သားသမီးဆိုတာဘယ်နှယောက်ရှိတုံးပေါ့လက်တွေ့နဲ့ရှင်းစဉ်းစားနော်ဟောမိဘရဲ့ကျေးဇူးဆိုတာအမှန်တမ်းမှပေါ့လို့ဒီလောကကြီးကိုရောက်လာဖို့အတွက်လောကကြီးကိုအခုဆက်ဆက်နိုင်ဖို့အတွက်ထုတ်လုပ်လိုက်တာကနော်မိဘပဲအဲ့ဒါမိဘကြီးကငါမိဘတွေဟာငါတို့ရဲ့တကယ်ကျေးဇူးရှင်အစ်စ်တွေပဲလို့ဒီလိုသဘောပေါက်ကြရမှာဒီတော့မိဘတွေကဒါကျေးဇူးကြီးတယ်လို့ဒီလိုအားလုံးကအသိမှတ်ပြုကြပါတယ်အားလုံးကအသိမှတ်ပြုတဲ့နေရာမှာထင်သာမြင်သာဖြစ်အောင်အများသိနေတာကမျက်မှောက်တောင်နဲ့ပုံခိုင်းပြီးတော့နော်ဒီလိုပဲမိဘကျေးဇူးမျက်မှောက်ဦးမိဘကျေးဇူးမျက်မှောက်ဦးနဲ့နော်မျက်မှောက်တောင်ကြီးနဲ့ပုံခိုင်းတာကိုပဲအများသိနေကြပါတယ်မှတ်သားဖို့ကြပါတယ်တကယ်တော့ပိဋကစာပေမှာကတော့ဖြင့်ပုံခိုင်းတဲ့အရာဝတ္ထု၄မျိုးရှိပါတယ်ပထဝီဝေလူကံပတ္တံတဲ့မိဘရဲ့ကျေးဇူးကိုဟောဒီဘုန်းကြီးတို့တွေမိတင်းထိုင်နေမြေကြီးနဲ့ပုံခိုင်းတယ်ပေါ့အဲ့ဒါဘုန်းကြီးတို့တွေမိတင်းနေထိုင်နေရတော့ဒီမြေကြီးကဘယ်လောက်ထိကျယ်ဝန်းတော့ဘယ်လောက်ထိယူတဲ့ခိုင်မာတုံးဆိုတာအဲ့ဒါအားလုံးသိတယ်အဲ့ဒါဗုဒ္ဓစာပေအရဆိုလို့2,400,000ယူဇနာရှိတယ်လို့ဒီလိုပြောပါတယ်2,400,000ယူဇနာနော်မိုင်မဟုတ်ဘူးကီလိုမီတာမဟုတ်ဘူးဒီတော့တယူဇနာကိုရေပုံရသဘော general သဘောအနေနဲ့12မိုင်လို့ဒီနှုံးနဲ့တွက်ယူရတာဖြစ်ပါတယ်ဒီတော့2,400,000ကိုဒါစနစ်နဲ့ညှောက်ကြည့်လိုက်လို့ရှိရင်ဘယ်လောက်ထိရှိသွားမယ်ဆိုတဲ့အခြေအနေကမြေကြီးရဲ့အခြေအနေကိုဒါသိတာကြမှာဖြစ်ပါတယ်မြေကြီးကအဲ့ဒီလောက်ထိဒုတယ်လည်းပဲကြီးမားတယ်ကျဲလဲကျဲပြန့်တယ်မိဘရဲ့မေတ္တာနဲ့စာလိုက်ကြံတဲ့အခါကျတော့အဲ့ဒီလောက်ဒုတယ်ကြီးမားကျယ်ဝန်းတဲ့မြေကြီးဟာနော်ပထဝီဝေလူကံပတ္တံတဲ့ဝါရွက်ကလေးပမာများနောက်လို့တာအဲ့လောက်ဖြစ်သွားတယ်မိဘရဲ့ကျေးဇူးကမြေကြီးတစ်မြကြီးမားတယ်ဒုတယ်ခိုင်ငန်းတယ်လို့နော်မြေကြီးနဲ့ဝါရွက်နော်ဒီလိုပုံခိုင်းတာဟာမိဘရဲ့ကျေးဇူးအမတန်မှတော့ပေါ်လွင်တာဖြစ်ပါတယ်ဒါမြေကြီးနဲ့လည်းပုံခိုင်းတယ်ပေါ့ဒါမြေကြီးကိုဘုန်းကြီးတို့တွေလက်တွေ့သုံးဆွဲနေကြတာပဲအဲ့ဒါမြေကြီးပေါ်မှာဒူးတယ်ဆွာတယ်ခုတ်တယ်ထစ်တယ်နော်အညစ်အကြေးတွေစွန့်တယ်ကောင်းတာတွေလည်းစွန့်တယ်မကောင်းတာတွေလည်းစွန့်တယ်မြေကြီးကဘာတုတ်ပြန်တော့ပေါ့ဘာမှမတုတ်ပြန်ဘူးမိဘဆိုတာလည်းအဲ့ဒီသဘောပဲနော်အဲ့ဒါသားသမီးတွေမိဘပေါ်မှာဘလောက်ပဲတုတ်ပြန်ဘလောက်ပဲဆိုးဆိုးမိဘတွေကနော်သားသမီးတွေရဲ့ပေါ်မှာမေတ္တာပြတ်တယ်ရလို့ရှိလို့လားမေတ္တာမပြတ်ပါဘူးတချို့အဲ့ကိုယ့်ရဲ့သားသမီးတွေမှာနည်းနည်းလေးဘာပြောရမလို့ဆုံးမလို့မရတဲ့သားသမီးတွေပါကောင်းပါနိုင်တာပေါ့တချို့မိသားစုတွေမှာနော်အဲ့လိုဆုံးမလို့မရတဲ့အခါသူ့မှာသူကအားနေတယ်ပေါ့စီပွားရေးကြီးပွားရေးအဲ့လိုအားနေတဲ့သားသမီးကိုတော့မှမိဘကပို့ပြီးတော့အောင်စိုက်သေးတယ်လေပို့ပြီးတော့အောင်စိုက်သေးတယ်သူမပြည့်စုံလို့ဟိုပုဂ္ဂိုလ်တရားတော်ဖြင့်ဒါပြည့်စုံနေတာပဲသူတို့တက်ကိုသိအောင်စိုက်เสียမလို့တော့ဘူးဆိုပြီးတော့မှနော်ခုနအားနေတဲ့သားသမီးရဲ့အပေါ်မှာတော့မှပို့ရတော့မှတော့အောင်စိုက်တဲ့သဘောရှိသေးတယ်မြေကြီးလို့အဲ့ဒါမြေကြီးရဲ့ပုံမှာဘယ်လောက်ပဲမကောင်းတာတွေတုတ်ပြန်မကောင်းတာတွေပြစ်ချမကောင်းတာတွေလို့မြေကြီးကတုတ်ပြန်ချက်ဆိုတာမရှိဘူးအဲ့ဒါမိဘရဲ့ပုံမှာသားသမီးကဘယ်လောက်ပဲဆိုးဆိုးဘယ်လောက်ပဲအနွယ်ဆိုးဆိုးနော်အဲ့ဒါမိဘကအဲ့သားသမီးပုံမှာမေတ္တာပြတ်တယ်ဆိုတာဟာမရှိဘူးလို့နော်ဒီလိုဆိုလိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါကြောင့်မို့လို့မိဘရဲ့မေတ္တာဟာမနိုင်တာလောက်အောင်အမတန်မှကြီးမားလို့အနန္တမေတ္တာရှင်စရင်ထဲမှာပါဝင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်ဒါကြောင့်မြေကြီးနဲ့ပုံခိုင်းတယ်ပေါ့နောက်တစ်မျိုးကြတော့ပထဝီဝေလူကံပတ္တံသိနေရုဥနဝံမိကအများသိနေတဲ့မျက်မှောက်တောင်နဲ့ပုံခိုင်းတယ်ဒါသိနေကြမို့လို့မပြောတော့ဘူးပထဝီဝေလူကံပတ္တံသိနေရုဥနဝံမိကစက္ကဝါလံသူစီကရံတဲ့နောက်တတိယပုံခိုင်းတာကကဘာစัจ java လာကြီးနဲ့ပုံခိုင်းတယ်ဘုန်းကြီးတို့ကတတ္တဝါတွေနေတိုင်းတဲ့ကဘာကြီးရတာနော်ဘုန်းကြီးတို့နေတဲ့ကဘာတစ်ခုတည်းပဲဒီလိုကဘာပေါင်းပဲဗုဒ္ဓစာပေအရအနန္တတဲ့ရေတွက်လို့မရအောင်တော့အမတန်မှများတဲ့နော်ဒါကိုသိမ္မာပညာရှင်တွေအဲ့အနန္တစัจ java လာတွေကတောင်းကနန်းလောက်ကိုတော့သူတို့လက်ခံထားပြီစัจ java လာတွေကတောင်းကနန်းလောက်ရှိတယ်ဆိုတဲ့အချက်ကိုသူတို့သိမ္မာပညာနဲ့လေ့လာလို့တွေ့ရှိထားတယ်ပေါ့ဒီတော့မင်းကုန်းဆရာတော်ဘုရားကြီးရဲ့မေတ္တာဘုတ်ကိုနည်းနည်းလေးအောင်စားကြည့်လိုက်တဲ့အခါမှာအရှိယနာရှိကြသောအရှိယနာရှိသောအနန္တတတ္တဝါအနန္တစัจ java လာတို့ဆိုတဲ့စကားနော်စัจ java လာကဘာကိုပြောတာပဲကဘာဒီစัจ java လာတွေကရေတွက်လို့မရအောင်အနန္တပဲတဲ့အမတန်ကျယ်ဝန်းတယ်အဲ့ဒါမိဘရဲ့မေတ္တာဟာလည်းပဲမိဘရဲ့မေတ္တာစေတနာသာသမီတွေရဲ့မကောင်းတဲ့သဘာဝတွေဟာလည်းပဲဒီအနန္တစัจ java လာဓမြအမတန်မှကျယ်ဝန်းတယ်လို့နော်စัจ java လာနဲ့မိဘမေတ္တာကိုပုံခိုင်းတယ်အမတန်မှကျယ်ဝန်းတဲ့ဒီစัจ java လာကြီးနဲ့မိဘရဲ့မေတ္တာနှိုင်းစာလိုက်တဲ့အခါမှာစက္ကဝါလံသူစီကရံအမတန်မှကျယ်ဝန်းလာပါတယ်ဆိုတဲ့စัจ java လာကဘာကြီးဟာအထက်တဲ့အဘူးကလေးများလောက်သာရှိပြီးတော့မှမိဘရဲ့မေတ္တာစေတနာတွေဟာစัจ java လာကဘာဓမြကျယ်ဝန်းတယ်လို့ဒီလိုထင်သာမြင်သာဖြစ်အောင်စာပေပညာရှင်များကဒီလိုဖော်ပြခဲ့တာဖြစ်ပါတယ်ဒီတော့မိဘရဲ့မေတ္တာတွေကိုစေတနာတွေကိုစัจ java လာကဘာနဲ့ပုံခိုင်းတဲ့တတိယအဲ့ဒါစတုထကြတဲ့အခါကျတော့သမုဒ္ဒောပါတိကံယထာတဲ့သမုဒ္ဒရာကြီးနဲ့ပုံခိုင်းတယ်
ဒါဘုန်းကြီးတို့ရဲ့ဗုဒ္ဓစာပေရတာသမုဒ္ဒရာရဲ့နာမည်တွေကအရှိသမုဒ္ဒရာနောက်သမုဒ္ဒရာတောင်သမုဒ္ဒရာမြောက်သမုဒ္ဒရာလို့ဒီလိုပဲခေါ်သတ်မှတ်ပါတယ်ဒါဘုန်းကြီးတို့မန္တလေးနေတော့ကမန္တလေးရဲ့အခေါ်ပေါ်နော်အရှိပြင်နောက်ပြင်တောင်ပြင်မြောက်ပြင်ဒီလိုပဲခေါ်တာဒီဘက်ဘုန်းကြီးထင်ပါတယ်နာဘတအစဘာခေတ်လောက်လို့ထင်ပါတယ်နော်အဲ့ရောက်လာတဲ့ခါကျတော့အဲ့ဒီလိုနာမည်တွေမခေါ်တော့ဘဲနဲ့နော်မအောင်မြင်မှုနဲ့ချမ်းမြေသားသားမျိုးနဲ့စသည်အပြင်တို့နာမည်တွေတစ်မျိုးတစ်မျိုးပြောင်းသွားတာပေါ့ဒါကတော့ဒီအရာတွေကိုပြောတာပါပဲပြီးတော့ဒါကိုကြည့်လိုက်တဲ့နာမည်ပေးတဲ့သဘာဝနာမည်ရဲ့အခြေအနေဟာခေတ်ကာလအားလျော်စွာပြောင်းလဲတတ်တဲ့သဘောရှိတယ်ဆိုတာကိုလည်းပဲဒါသိရတယ်ပေါ့အဲ့ဒီလိုဆိုတဲ့အခါကျတော့သမုဒ္ဒရာအတွင်းကရှိတဲ့ရေဘယ်လောက်ရှိတယ်လို့နော်ဘယ်ပညာရှင်ကရေတွက်ချစ်တွက်နိုင်လို့တော့ဘယ်နှကားလမ်းရှိတော့ဘယ်နှပြပါရှိတော့မချစ်တတ်နိုင်ဘူးနော်သမုဒ္ဒရာဆိုတာဘယ်နှမှကျေတာပဲဆိုကြပါစို့ဒီကနေထိုင်းကနေဂျပန်နော်ဂျပန်နဲ့အမေရိကန်သွားတဲ့ခါကျပစိဖိတ်သမုဒ္ဒရာကြီးကိုကြောရတယ်လေအဲ့ပစိဖိတ်သမုဒ္ဒရာကြီးကိုလင်းဖြတ်ပြန်တဲ့အခါမှာလင်းဖြတ်ပြန်တဲ့အချိန်ပဲ